နေတိုင်းပြဿနာတွေကြုံနေရပြီမဲ့တချို့လူတွေကဒီပြဿနာကိုကြော်လွှားပြီးတော့ရှေ့ဆက်နိုင်ပြီမဲ့တချို့လူတွေကဘာကြောင့်ဒီနေရာမှာပဲရက်နေရတာလေဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကျော်စင်တို့ဖြစ်ပါတယ်ဒီခါတလေကျွန်တော်တို့ဘဝမှာပြဿနာဆိုတာကြုံလာပြီဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာထက်ငါတော့မလုပ်နိုင်ဘူးဆိုတဲ့အရာကိုအရင်တွေးတတ်ကြပါတယ်ကျွန်တော်လည်းအရင်ကဒီလိုပဲတွေးတတ်တာပါအခုရက်ပိုင်းကျွန်တော်လည်းစာရေးဆရာခံဝါဒနာပြီးရေးထားတဲ့ problem solving 101ဆိုတဲ့စာအုပ်ကိုဖတ်ပြခဲ့ပါတယ်ဒီစာအုပ်ကကျွန်တော်ကိုနီလန်တစ်ခုထပ်ပို့တဲ့ mindset တစ်ခုကိုပေးခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်ထင်ထားတာက problem solving ပြဿနာဖြေရှင်းနည်းဆိုတာလူတော်တဲ့သူတွေစီမှာပဲရှိတဲ့ level တစ်ခုလို့ကျွန်တော်ထင်ခဲ့တာပါဒါပေမဲ့ဒီစာအုပ်ဖတ်ပြီးမှသဘောပေါက်သွားတာက problem solving ပြဿနာဖြေရှင်းနည်းဆိုတာလို့ရပါ talent တစ်ခုမဟုတ်ပါဘူးလေ့ကျင့်ယူလို့ရတဲ့ skill ဖြစ်ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့ကျွန်တော်ပြဿနာကိုကြည့်တဲ့အမြင်ကိုပြောင်းသွားပါတယ်ဥပမာကျွန်တော်အခုချိန်ထိစိုးရိမ်နေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကနောက်9နှစ်နေတဲ့အခါမှာအခုကျွန်တော်လုပ်နေတဲ့အလုပ်ကမဖြစ်မြောက်ဘူးမဖြစ်ထွန်းမှုဆိုတဲ့အတွေ့အရင်ကတက်ခါတွေးပြီးတော့စိတ်ပင်ပန်းရပါတယ်ဒါပေမဲ့ဒီစောက်ဖက်ပြီးတဲ့နောက်မှာစဉ်းစားပုံကပြောင်းသွားပါတယ်စောက်ထက်ကအတွေ့တစ်ခုကိုကျွန်တော်လက်တွေ့မှာအသုံးချကြည့်ပါတယ်ပြဿနာကိုမကြည့်ခင်ကျွန်တော်မေးခွန်းကိုအရင်မေးကြည့်ပါတယ်ဒီစောက်ထဲမှာပထမဆုံးအနေနဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်နည်းလမ်းလေးခုချပေးထားပါတယ်ဖြစ်ပျက်နေတဲ့အခြေအနေကိုနားလည်အောင်လုပ်ရင်းနဲ့စတင်ရပါမှာဥပမာပြောရရင်ကျွန်တော်တို့ခုလက်ရှိဖြစ်ပျက်နေတဲ့အရာအရှိကိုကျွန်တော်တို့ချပြီးရေးရမှာဖြစ်ပါတယ်နံပါတ်2ကတော့ပြဿနာရဲ့မူလအစပါနံပါတ်3ကတော့ကျွန်တော်တို့ပြဿနာတွေကိုဖြေရှင်းနိုင်မဲ့လှုပ်ဆောင်ချက်တွေကိုအစီအစဉ်ဆွဲပါနံပါတ်4ကတော့ရှင်းရှင်းလင်းလင်းနဲ့လှုပ်ဆောင်နိုင်အောင်ကျွန်တော်တို့ပြန်ပြီးတော့ချိန်ကြီးရပါမယ်ဥပမာပြောရင်ကျွန်တော်တို့ skill တွေဖြည့်ရမယ်ဘယ် skill ကိုအရင်ဆုံးဖြည့်ရမလဲကျွန်တော်တို့ဘယ်ဟာအရေးကြီးဆုံးလဲအရေးကြီးဆုံးအရာကိုရေးဖြည့်ပြီးတော့အဆင်လိုက်သွားမှာပါဒီစာအုပ်ကနေကျွန်တော်ရတဲ့ဒုတိယ mindset တစ်ခုကတော့ကလေးတယောက်လိုစူးစမ်းပါကလေးတယောက်လိုစူးစမ်းပါဆိုတဲ့အရာဟာဒီစာအုပ်ထဲမှာအသက်အရွယ်ကိုပြောတာမဟုတ်ဘဲနဲ့စိတ်နေစိတ်ထားကိုပြောတာပါကလေးတွေဟာဘာကြောင့်ဒီလိုဖြစ်တာလဲဘယ်လိုလုပ်ရမှာလဲပြီးရင်ရောဆိုတဲ့မေးခွန်းတွေခဏမေးတတ်ကြတာပါလူကြီးဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ကမေးခွန်းတွေကိုမမေးချင်တော့ဘဲနဲ့အဖြေတွေကိုပဲအရင်ဆုံးလိုချင်ကြတာပါ problem solving ဆိုတဲ့ပြဿနာဖြေရှင်းနည်းကအဖြေကနေမစပါဘူးကျွန်တော်မေးခွန်းကနေပဲစတာပါဒီနေ့ကစပြီးတော့ပြဿနာတစ်ခုကြုံလာမယ်ဆိုရင်အဖြေကိုချက်ချင်းမရှာပါနဲ့ဒီမေးခွန်းသုံးခုကိုအရင်ဆုံးမေးကြည့်ပါနံပါတ်1ကတော့ငါရဲ့တကယ်ပြဿနာကဘာလဲဘာကြောင့်ဒီပြဿနာဖြစ်ရတာလဲဒီနေ့ငါလုပ်နိုင်တဲ့အကောင်းဆုံးတစ်ခုကဘာလဲဒီ skill ကိုဖြည့်ဖို့အတွက်တော့ကျွန်တော်တို့တရက်ထဲနဲ့တော့မရပါဘူးဒါပေမဲ့နေ့တိုင်းနည်းနည်းစီဖြည့်သွားမယ်ဆိုရင်ကျွန်တော်တို့ပြဿနာတွေပေါ်လာတဲ့အခါမှာပြဿနာကိုဖြေရှင်းဖို့အတွက်နည်းလမ်းရှာမှာမကြောက်တော့ပါဘူးပြဿနာတွေများလာတာကိုလည်းကြောက်မှာမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့လူတော်တဲ့သူတွေကပြဿနာနဲ့လို့သူတို့ရှေ့ရောက်တာမဟုတ်ပါဘူးပြဿနာတစ်ခုပေါ်ကိုမြင်တဲ့အမြင်မတူလို့ရှေ့ရောက်သွားတာဖြစ်ပါတယ်အဖြေကိုမရှာဘဲနဲ့ကျွန်တော်တို့မေးခွန်းကိုအရင်မေးလို့ရှေ့ရောက်သွားတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုကစာရေးဆရာခံဝါဒနာပြီးရေးထားတဲ့ problem solving 101ဆိုတဲ့စာအုပ်အကျဉ်းချုပ်ကိုဖတ်ပြီးတော့ရလာတဲ့အသည့်တစ်ခုကိုကျွန်တော်ပြန်လည်မျှဝေတာဖြစ်ပါတယ်ကျွန်တော်လည်းဆက်ပြီးတော့လေ့လာနေတော့မှာပဲနောက်စာအုပ်တုပ်ကနေရလာတဲ့အသည့်တစ်ခုကိုကျွန်တော်ပြန်လည်မျှဝေသွားမှာပါ like and subscribe လုပ်ခဲ့ကြပါဦး